စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ် January လ22ရက်နေ့ကနေ31ရက်နေ့အတော်အတွင်းမှာအရာရာဆင်ပြေခြင်းကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်။ရံများမယ်တိုက်ခတ်များမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်။ငွေကြေးပေးယူကိစ္စညှင်းပွားတတ်တဲ့ရံတိုက်ခတ်နဲ့ရှင်ပြီးလောက်တတ်တဲ့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေလုပ်ပြီးတော့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတို့ကိုရရှိအောင်ဖန်တီးနိုင်ခြင်းနဲ့ဘဝကံမြမခြင်းတို့ကိုဆောင်ရွက်နိုင်တဲ့အနေအထားနဲ့ဘဝတိုးတက်မှုကံကိုပေါ်ပေါက်မယ်22ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်23ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်24ရက်နေ့အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်စီမံချက်သစ်တရားမြင်မယ်လူမျိုးခွဲကြိုးပေးမယ်24ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်25ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်26ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ဆင်ပြေမယ်29ရက်နေ့မှာငွေကြေးဥစ္စာဒဏဖွံ့ဖြိုးတိုးတက်မှုအနှစ်သာရရှိမယ်အရေးပါတဲ့ပြောင်းလဲရှိမယ်မတော်တဆနဲ့ကျူးဆက်ရမယ်ရှေးမြောက်ရက်ကိုတည်သွားစေခြင်းဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြားညနေ4နိုင်ခွဲနဲ့6နိုင်ကြားမှာအသွားလာနေထိုင်ကျူးဆက်ရမှာဖြစ်တယ်28ရက်နေ့မှာရက်တီကျဲအောင်မြင်မှုပြောင်းလဲမှုနဲ့တိုးတက်မှုရဲ့နှစ်သာရကိုရရှိမယ်လူမျိုးခွဲကြိုးပေးမယ်29ရက်နေ့မှာစုပေါင်းလုပ်ငန်းကြိုးပေးမယ်ဘဝတိုးတက်မယ်30ရက်နေ့အထူးကံကောင်းခြင်းနဲ့အောင်မြင်ခြင်းတွေရရှိမယ်31ရက်နေ့မှာရံပฏิပက္ခနဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုသုံးပါနှစ်ခွန်ကိုကနန်းတွေအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ဒီကာလအတွင်း January လ23ရက်နေ့24ရက်နေ့မှာ hairstyle စပစ်စတိုင်ကိုပြောင်းလိုက်ပါအနာဂတ်ထူးထူးခြားခြားကောင်းလာမယ်အဲဒီရက်တွေမှာနှစ်သက်ရရက်ကိုရွေးပြီးတော့ကောင်းစီကောင်းလျှော်ပြည့်ရင်လည်းကောင်းသောချက်တွေနဲ့အောင်မြင်မှုတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်